ရေတက်တာလားမေဘလို့နေလဲ နည်းနည်းတော့တက်တာနီးမနေမညာတော့ဆိုတော့မိမဲနေဦးမယ်ဟိုမှာပြီးတော့မယ် အဲ့နေကလေခဏလေးဟဲပြီးတော့မယ်ဒီမှာ ကြာနေရောပဲစောင့်မနေဘူး အေးပြီးလာတော့မယ်လား နေရာနေမကောင်းဘူးလို့ရမလား အဲဟိုကမပြည့်စုံယူမ ရှင်းနေကြပဲထားလိုက်သွားမယ် กินနေကြပါအမင်းနောက်ကိုစင်ပြေပါလားပြပတ် နင်းဖို့မာရီနင်းမနေရဘယ်တော့လဲ ခုနကသူတို့နေရာကလေးကိုထွက်သွားကြတယ် အော်မအေးဒီလားဖြစ်နေတာကလတ်သွားနေတော့မယ်နော်အော်အမေလေးခုမှတော့မရတယ်အမေတပီးလေးအမေမမွေးတာပြင်နေအမေလေဆောက်ရှောင်းအမေတော့နောက်တော့ရပြီသမီးရဲ့သမီးကိုအမေရက်ဆက်ခဲ့တာအမေနားတယ်နော်အမေရင်နဲ့လူဝေးရကိုလာလဲဆလာပါအမေတာသမီးရတော့အမေကိုပြရတယ်အမေနေကောင်းလားလို့တစ်ချက်လေးတော့လာမေးဖို့မရအောင်တော့ဆုံးတော့လေကပါတဲ့တာသမီးစုမိရွေးပြနေစခဲ့အမေစိတ်မကောင်းဘူးအမေနားလည်းပေးတော့အမေနားလည်းပေးအမေတပီးလေးလို့ပဲအမေတပါပြီဒီနေ့အစားပြီလေဒီသမီးလေးကိုလေအမေမွေးရတဲ့တာသမီးနဲ့တဲ့လို့အမေတမလာပြီနော်သမီးဖေးလာရင်အမေပြောလိုက်မယ်နော်အမေမွေးရတဲ့သမီး၃ယောက်ရှိတယ်ဒီလိုမိုင်းလိုက်ရအမေပြောလိုက်မယ်နော်သမီးကြီးရဲ့သမီးလိုက်ရဲ့သမီးငယ်ရဲ့သူတို့လက်မခံလည်းအမေတမလာပြီအမေတေးတဲ့ဒီပြုစုမှာအမေသမီးလေးပဲဆိုတာအမေသိပါပြီ你别的可来了啊！你表姐是的， ဒီချက်တော့ခေါ်ရမယ်နော် မိမဘာလဲပြောရရှိလို့တော့ ကိုပြောင်ကြီးမလေးလူသားပါရီဒီနော်ငါထင်မှာငါလင်းဆိုပြီးနဲ့လေငါလင်းနေပုံကောင်းတယ်ဒီလိုဖြစ်တဲ့ချိန်ကြတော့နေလို့တာပါပဲဘာကိုကြည့်တာအဲ့တော့လေငါကိုငါလည်းငါတည်နေပြီငါမကြောက်ဘူးဆိုတာငါတည်နေပြီ မိမရဲ့ကိုကျမ်းမကြီးကောင်းအောင်ပဲနေအဲ့လိုမပြောနဲ့လေ အတိတ်ချလာအောင်လို့ဟုတ်ငါတိတ်ပြပြလေးနဲ့တည်ချင်းလေငါသမီးလေးလည်းငါပြောစရာရှိတာပြောတာအဲ့ဒီကြရင်အကြီးမားလို့အမေပြောစရာရှိလို့ဒီတာသူစုံရင်းနေစကားပြောတယ်လို့အမေခဏလာတွေ့ဒီစီပဲနော် စိတ်ရပါမပြောဘူးမနော်နေဘာမှမပူနဲ့နော်ကလေးတွေငါအကုန်လုံးဖြတ်မယ်နော်နားဝင်ရတဲ့စကားပြောပဲနေမယ်စိတ်ချမ်းသာအောင်နေကြရစိတ်ချမ်းသာအောင်နေနော်အပြောဘူးလေကလေးဘာဘူးအားမလို့ကလေးတွေမနေ့ပြန်ကြိုက်တွေ့ရင်ပြောပြတော့နော် Dale, y manera hacer tu de ahí. ဒီလိုပူနေစမ်းကြည့်မှာပါတယ်နော် La 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 la. မိုင်းလိုက်တယ် Da da la la da. ပြောလိုက်တာ မင်း
မိတို့ချက်ကြည့်တာနော် ဆောက်ပြီး အဖေအချက်အပြင်မှာမမလေးလာလားမလာလားချက်ကြည့်လိုက်အောင်ကြာ ထောင်းတယ် အော်တမီးတို့ရဲ့နေတို့ကလတ်သွားပြီးလာတယ်ပြီလားလို့ဟမ်မဟုတ်ဘူးကွယ်အမေရဲ့လည်းကျမ်းမရင်မကောင်းတာတဲ့နေတို့လေအမေပါယောဂဆိုတဲ့သိရလားလို့ အာတင်းနေကြလား မဟုတ်ဘူးအမေရဲ့ယောဂတော်တော်ဆိုးနေပြီဘယ်လောက်နေရမှာလဲမသိဘူးအဲ့ဒါဘာဖြစ်လို့နေတို့အဲ့လောက်ထိဆိုးနေရလဲကွယ်အမေလည်းကြည့်ကြည့်ပါအောင်လို့နေတို့နော် ဒီဖိုးရလဲအာရုံစားတယ်ပြန်နေရနေကောင်းပါဖက် ပြောရွှေနဲ့ပြန်လာအောင်ရှောက်တာပဲ ဘာပြောဒီလိုလဲအလားဒီမတိတရလဲအမေတရားဒီလောက်ထိကျမ်းမကြီးလေအလောက်ထိအကောင်းဖြစ်နေတာကွာသူတွေအလေတောင်းနေနေတာပေါ့ကွာအတော့ဘာဆက်လဲငါကွာသူတို့ဘယ်လိုပြောပြမလဲငါပြောပြတာလားသူနားမလဲဟာမေတရားဒီလောက်ထိကျမ်းမကြီးဒီလောက်မကောင်းအနောက်ဆုံးဆက်စီပြစ်နေတာသူတွေဘာဖြစ်လို့အဲ့လိုဖြစ်နေရလဲကွာတတ်တာလို့နေ သမီးတွားနေမနေရတော့ခေါ်တယ် ဟုတ်မမရေမမေခေါ်နေတယ်အေးလာမယ်ဟုတ်မမင်းခေါ်တယ် အကြီးမအလတ်မနင်တို့နှစ်ယောက်လေအမေကြည့်တာလေတွားလိုက်လာလိုက်စားလိုက်ပျော်လိုက်ပါလိုက်နဲ့နင်တို့ဘဝဘာမှမသိတဲ့ပုံစံဖြစ်နေတယ်အမေသာလေမရှိတော့နင်တို့ဘယ်လိုနေမလဲဘယ်သူနဲ့နေမလဲအမေပြောတာနင်တို့တေချာနားထောင်နော်ဒီမှာအမေမမွေးတော့အငယ်မဆိုတာနင့်အဖေကိုယူမှအငယ်မကိုနင်တို့ခိုင်းရတာအဲ့တော့သူ့ကိုနင်တို့ညီမလေးတရားလို့နင်တို့တတ်မှတ်ရမယ်ဒီချိန်မှာနော်နင့်အဖေကိုလည်းနင်တို့ဖေလိုပဲတတ်မှတ်ရမယ်နင်တို့ဖေမရှိတဲ့ကနင်တို့ပြုစုစောင့်ရှောက်နေတာအဲ့တော့အမေပြောပြမယ်သူ့ကိုကိုညီမလို့စောင့်ရှောက်နော်အဲ့တော့မှနင်တို့ညီမငယ်ဆုံးလို့နင်တို့ခိုင်းနေတာခိုင်းရမယ် နေဖေလဲကိုဖေလူတော်ထားမှမိသားစုတွေအမေမရှိတော့ရင်နင်တို့စောက်ရှောက်ပြီးပျော်ပျော်ရွှင်ရွှင်နေလို့ရမှာပေါ့နင်တို့ဒီလိုအချိုးမျိုးနဲ့ပဲနင်တို့နေရင်အမေမရှိတော့နင်တို့မတည့်ကြအောင်ဆိုရင်သူတို့သားဖားတွေတွားလိုက်နင်တို့မောင်မနဲ့ဘသူနဲ့နေမလဲဘသူအပေါ်ပြုတ်ပြီးနေတယ်ဘသူခိုင်းစားတော့မလဲဟဲ့အဲ့တော့ကိုညီမတွေလို့ကိုညီမအငယ်ဆုံးလို့တတ်မှတ်ပြီးတော့နေကြကိုအကျင့်နေလဲပြင်ကြတော့နင်တို့တွေကလေးမဟုတ်တော့ဘူးကြားလားအမေတော့ဒီလောက်ပဲတို့ပြောကြည့်တယ်အမေစကားလည်းမများမပြောနိုင်နော်အဲ့တော့ကိုပြင်ညချစ်ချစ်ခင်နေကြနောက်မဆိုနင်တို့မမမရောက်တယ်အမေမရှိကြမ်းနေမယ်ကြားလားအကြီးမနဲ့အလမဒါကိုလဲ
အမေသမီးလိုပဲအမေသတ်မှတ်တာတယ်နော်နင်တို့ဖေးနဲ့နင်ညီမကပဲအမေကိုကြည့်နေတာအဲ့တော့နင်တို့ဒီအမေမရှိတော့လဲနင်တို့တယောက်နဲ့တယောက်ပြန်ကြည့်ရှုရအောင်နင်တို့ချစ်ချစ်ခင်ခင်နေမှရမယ်နော်နောက်ပြီးဆိုသူများသွားလိုက်နှုတ်မမနဲ့ရောက်လဲကြက်နေမယ်ကြားလားအမေစိတ်အေးအောင်နေကြလိမ့်မှာကြတော့ဆိုခဲ့တာလဲဝပြီ အေးညီမလေးနိုင်အမတို့လည်းအခုသိသွားပါပြီလို့အမတို့အရင်ကစိတ်လို့လက်ခမ်းမိလို့ပဲပြောခမ်းမိတာတွေပွေမြူနဲ့ဘောအမတို့နော်အဲ့ဒီတော့အမတို့နေရာတောင်းမှန်းတယ်နော် အမလည်းတောင်းမဲ့တယ်နော်အမညီမလေးကိုကိုကြီးမစားပဲနဲ့လောက်ခဲ့တဲ့အမှားတွေတော့အမတောင်းမဲ့တယ်အမညီမလေးကိုညီမလေးအရင်တယောက်လိုချစ်သွားမယ်လေ အဲ့ဆိုအမတို့ချစ်ချစ်ခင်နေကြမယ်လေနော် ဟုတ်ကဲ့မမတို့ပေါ်မှာညီမဘာစိတ်မှမထားတော့ဘူးနော်ဘာမှမဖြစ်ဘူး မိသားစုတွေစုံနေပါလား အေးဒါလာတာနဲ့တော့ပဲဖေးရဲ့ပြောစရာရှိလို့နော်ဒီမှာတစ်ချက်လောက်လက်ထိုင်နော်ဘာဖြစ်လို့ဆိုတော့အဖေတို့ကတငယ်ချင်းချင်းချင်းကပြောထားကြတယ်လေဒီရလာရင်တော့ဒါသမီးနှစ်ယောက်ကိုပေးစားကြမယ်လို့ပြောထားတယ်နော်ကတိပေးထားတဲ့အတွက်အဲ့တော့ဖေကတော့စိတ်ချစေချင်တာပေါ့နော် ဟုတ်ကဲ့ ဒါတော့ ਨੇ အနသမီးနဲ့စိတ်ချလက်ချပေးစားခြင်း ဟုတ်ကဲ့ညောင်လည်း ကတိ အန်တီလည်းသမီးငယ်လေးကိုလင်ကောင်းသားကောင်းပဲပြဖြစ်စေချင်တယ်လေလင်ကောင်းသားကောင်းလည်းပဲတွေးစေချင်တယ်ဆိုတော့မေမောင်မင်းအောင်လည်းတအားကိုရိုးသားပြီးတော့အလုပ်ကြိုးစားတဲ့လူငယ်လေးဖြစ်တဲ့အတွက်အန်တီလည်းသဘောတူလိုက်တာလက်ခံလိုက်တာနော်အဲ့တော့ကဲအာရုဏလုံးမလက်မထိုးလာကြလားလူကြီးမိသားတွေနောက်ကဆုံးကျွေးကြအခုတော့အန်တီတို့လူကြီးတွေသဘောတူလာလိုက်ပြီနော်သဘောတူလိုက်ပြီသမီးလေးလဲမမနေနော်မမင်းအောင်လဲတေချာအတီအားလိုက်ပြီနော်သမီးငယ်ကိုတေချာကြည့်ပြုစုစောက်ရှောက်ကြည့်ရှုနော်တေတမန်တက်တဆိုးဦးအောင်မင်းအောင်ပေါင်းရနော် ဒီစုံပြေပါစေဒါလည်းလည်းဒီလိုအကောင်းဆုံးဖြစ်အောင်ကြိုးစားနေပါမယ်နော်ဒီတေဆုံးတက်ဆုံးကြည့်တာအကောင်းဆုံးဒီလိုနေထိုင်တော့စိတ်ချပါလို့ ဟေး